Kaya Dea Tankaya Namya Tomaru Ayu Delimya Leso Moye Shiko Buzo Pumyo Man Shogorojado Buzo Dapanama Takizakarawa Mahagudu Gansina Paundo Chow Saute Dilatana Sagi Parmi Gutu Munyame Nizimboama Mimi Se Chanda Jang Amya Se Chanda Jang Chinkom Sito Yaboda Yelela Lansing Mizimia Baribra Tiaro Miako Limiansa Lokusa Tiausa Chinjan Juku Atop Nanja Pasi Soja Ambandi Kisami Tamandrana Kisami Tangandrana Kisami Soja to DMB Karena kemenangan paripurna Sojak mabatiမြန်မာတက္ကရာ1382ခုတပုရေလာဇန်3ရက်တနင်္လာနေ့ခေတက္ကရာ2020ဇန်နဝါရီလ29ရက်ရောင်တိုင်းဒေသကြီးထားမွေမြို့နယ်မြေတာညွန့်ရက်ွက်ဇေယဒုက္ခလမ်းမိသားစု15ကြိမ်မြောက်ထေရဝါဒဗုဒ္ဓတရားအလှူတော်3ရက်ကျင်းပရမှာနောက်ဆုံးညအနေနဲ့ဘုံဘုံဟောကြားမယ့်တရားကတော့တိမ်ငယ်တဲ့စိတ်ကိုဆုံးမပါတိမ်ငယ်တဲ့စိတ်ကိုဆုံးမပါပါတယ်တော့အခုတလုံးစိတ်အကြောင်းလေးစီရီလိုက်ဟောနေတနေ့ကကိုယ်ထောင်မှာမခံကျင်တဲ့စိတ်ကိုဆုံးမပါမနေ့ကရန်ကင်းမှာအထင်သေးတဲ့စိတ်ကိုဆုံးမပါဒီနေ့ကျတော့တိမ်ငယ်တဲ့စိတ်ကိုဆုံးမပါအားလုံးကိုရည်ရွယ်ပါတယ် Facebook internet ကနေနာနေတဲ့ဘေးတဲ့ရောအခုမနာနိုင်သေးပေမဲ့နောက်ပိုင်းကျမှနာမဲ့တရားနာပိဋကတွေရောဒီတရားကိုကြည့်ရကိုယ်အတွက်လည်းပဲကိုယ့်အကိုသတိပေးတဲ့တရားလည်းဟုတ်ပါတယ်
တင်ငယ်တဲ့စိတ်ကိုဆုံးမပါဆုံးမပါဆိုတဲ့နေရာမှာတင်ငယ်တဲ့စိတ်မထားနိုင်ဒီလိုပြောလို့မရဘူးတင်ငယ်တဲ့စိတ်ကသူ့ဟာသူအလိုလိုဖြစ်လာတာလူလောကရဲ့ထဲမှာနေရတာကိုယ့်ရဲ့စိတ်ကိုယ့်ဟာကိုယုံကြည်မှုရှိအောင်တစ်ဖက်ကလုပ်ရတယ်မိဘတွေလည်းဝိုင်းကူညီပေးရတယ်ဆရာသမားတွေလည်းဝိုင်းကူညီပေးရတယ်နိုင်ငံတော်ကလည်းပဲစနစ်တစ်ခုနဲ့ဝိုင်းပြီးတော့ကူညီပေးရတယ်အဲဒီကိုယ့်ဟာကိုယုံကြည်အောင်ယုံကြည်စိတ်ရှိအောင်လုပ်တဲ့အခါမှာယုံကြည်စိတ်လွန်သွားပြီးတော့အမှန်တရားနဲ့ကင်းလွတ်ပြီးတခြားလူတွေကိုအထင်သေးတဲ့စိတ်အဲ့လိုစိတ်မျိုးလေးဖြစ်တတ်တယ်တခါကျတော့ကိုယ့်ရဲ့မိသားစုထဲမှာရောကြောင်းတဲ့အခါမှာရောရပ်ကွက်ထဲမှာရောနိုင်ငံတော်ရဲ့နိုင်ငံတော်ထားတဲ့စနစ်တွေ policy တွေနဲ့ရောအဲ့ဒီနေရာမှာထားတဲ့စနစ်ကကိုယ့်အတွက်မပါကိုယ့်အတွက်မပါစနစ်ကအကုန်လုံးမဆောင်ရှောက်ဘူးဆိုတာအိမ်မှာလည်းပဲမိဘတွေကသူ့အလုပ်နဲ့သူ့စိတ်ဒုက္ခနဲ့သူဖြစ်နေတဲ့အချိန်မှာကိုယ့်ကိုအားပေးရမယ့်အချိန်မှာကိုငယ်အသက်ငယ်တဲ့အချိန်မှာကိုအစဉ်တစိုက်အားပေးရမယ်အားမပေးဘဲနဲ့ဒီတိုင်းလိလူရှုမိတာတော့တခါလိလူရှုတာတော့မဟုတ်ဘူးသူတို့စိတ်ထဲမှာစိတ်ညစ်နေတာစိတ်တိုးနေတာကိုယ်နဲ့မပတ်သက်ပေမဲ့လည်းပဲကိုတစ်ချက်ဆူလိုက်တာငေါက်လိုက်တာအဲ့ဒါမျိုးလေအဲ့ဒီလိုမိဘဆူခံရတယ်လို့ငေါက်ခံရတယ်လို့ဒါမှမဟုတ်ဆရာသမားအကြောင်းမှဆရာသမားအဆူခံခဏအဆူခံရတယ်လို့ငေါက်ခံရတယ်လို့အဲ့လိုကြီးတိတ်ငယ်တဲ့စိတ်ဖြစ်တယ်ဘာဖြစ်လို့ဒီတရားကိုရွေးပြီးတော့ဟောတာတော့ဆိုတော့လောကနိတိထဲမှာပါတယ်လောကနိတိဆိုပကံခေတ်မှာရေးတာနော်မြတ်စွာဘုရားရဲ့တရားတော်လောကနိတိထဲမှာမှတ်သားစရာအများကြီးပါအများကြီးပါဒါပေမဲ့တခုကဘာတော့ဆိုအိုးလှအောင်အိုးကိုရိုက်ပြီးတော့ဖုတ်တယ်လို့တဲ့အဲ့လိုပဲလူတယောက်ရဲ့ဘဝလှပအောင်ကိုယ့်ရဲ့တပည့်တွေကိုယ့်ရဲ့တပည့်တွေကိုယ့်ရဲ့သားသမီးတွေကိုကြမ်းတမ်းဆက်ဆံတာတွေရိုက်နှက်ပြီးတော့ဆက်ဆံတာတွေအဲ့ဒီလိုဟာတွေလှုပ်တယ်အဲ့လိုလှုပ်တာဟာဒါအိုထိန်တဲ့ကသူ့ရဲ့အိုးကိုလှပအောင်လှုပ်တယ်လို့ပဲဆိုပြီးတော့စင်ချင်စင်လက်တွေပေးပြီးတော့ကလေးတွေကိုရိုက်တယ်ဒါအရင်ခက်က psychology စိတ်ပိုင်းဆိုင်ရာအသိပညာကဘာကြီးပေါ်မှာနိုင်နေတဲ့အချိန်ကိုဒီလိုလုပ်ကြတယ်အင်္ဂလန်နိုင်ငံလည်းလုပ်တယ်အမေရိကန်နိုင်ငံလည်းလုပ်တယ်ဥရောပ EU နိုင်ငံတွေအကုန်လုံးလုပ်တယ်အတန်းကျောင်းမှာကလေးတွေကိုမရိုက်တာနှစ်ပေါင်းဘယ်လောက်မှမကြာသေးဘူးဘုံကိုယ်တိုင်ကိုရင်လေးတုန်းကဆိုအသက်10နှစ်လောက်ပဲရှိသေးတယ်အရိုက်ခံရတာချက်တောင်နဲ့ချောင်းကျူးချက်တောင်နဲ့ချောင်းကျူးအဲ့လိုရိုက်တာလေတချို့ဆရာသမားတွေတချို့မိဘတွေကပါပြောဆိုတော့လိမ္မာစေချင်လို့ရိုက်တာဆိုတော့စင်ချင်စင်နေဆရာသမားတွေမိဘတွေကိုယ့်ကိုဒ
တခုမေးဖို့လိုအပ်တာကတော့ဘာလို့ဆိုကိုရိုက်တဲ့အချိန်မှာဒေါသပါလားစိတ်ဆိုးတာပါလားအဲ့တခုမေးဖို့စိတ်ဆိုးတာပါတယ်ဆိုရင်စိတ်ဆိုးတာအစာရိုက်တော့စိတ်ဆိုးတာမပါဘူးအလဲကျမှစိတ်ဆိုးတာဒေါသတာပါသွားမယ်ဆိုရင်ဒါဒေါသနဲ့ရိုက်တာအဲ့ဒါကြောင့်ကလေးတွေကိုရိုက်ပြီးတော့ဆုံးမှာတော့ဘုံမောတော့အားမပေးဘူးကလေးတွေတင်ငယ်တဲ့စိတ်ဖြစ်စီတယ်တင်ငယ်တဲ့စိတ်ဆိုတာအားငယ်တာပြောတာလေအားငယ်တာပြောတာအဲ့ဒီကလေးကအရိုက်ခံရလို့စာဘလောက်ပဲကြိုးစားစာမွေးပွဲတွေဘလောက်ပဲအောင်နံပါတ်1ပဲရနေရသူ့ရဲ့စိတ်ထဲမှာတင်ငယ်တဲ့စိတ်ကအမြဲတမ်းပါတာတရားမထိုင်လို့အဲ့ဒီစိတ်ကိုသူ့ကိုသူပြန်ပြီးတော့မဆုံးမတတ်ဘူးဆိုရင်တင်ငယ်တဲ့စိတ်အဲ့တင်ငယ်တဲ့စိတ်ကတခါမခံကျင်တဲ့စိတ်ဖြစ်လိုက်တခါကြတော့စိတ်တူတဲ့ဒေါသစိတ်ဖြစ်လိုက်တခါကြတော့တခြားလူတွေမနာလို့တဲ့စိတ်ဖြစ်လိုက်အဲ့လိုမျိုးတွေဖြစ်တယ်အခုပြောတဲ့စိတ်တွေအားလုံးတိမ်ငယ်တဲ့စိတ်တို့အားငယ်တဲ့စိတ်တို့စိတ်တူတာတို့စိတ်ကကြမ်းတမ်းပြီးတော့စိတ်ကကြမ်းတမ်းပြီးတော့ဘေးကလူတွေနဲ့ဆက်ဆံရေးမှာခက်ခဲရှိတာတို့မခံကျင်တဲ့စိတ်ဖြစ်တာတို့အဲ့ဒီစိတ်အားလုံးကတော့ဒေါသပဲပေးတယ်ဒေါသစိတ်ပဲဘာစိတ်တော့ဒေါသစိတ်ပဲအင်္ဂလိပ်လို destructive emotion လို့ခေါ်တယ် destructive ဖြစ်တယ်အဖြစ်သဘောဆန်တဲ့စိတ်သူပြတ်သွားတော့အရိုက်ခံနေကြမှာပြတ်သွားသူရိနာတွေစိတ်ပိုင်းဆိုင်သူရိနာတွေပို့ပြီးတော့အားကောင်းလာတဲ့ခုခေတ်ပေါ့ထောင်ထဲမှာထောင်သားတွေသူတို့ကျူးလွန်ခဲ့တဲ့ပြစ်မှုတွေနောက်ထပ်မကျူးလွန်အောင်ဆိုပြီးတော့သူတို့ကိုကြောက်အောင်သူတို့ကိုနှိပ်စက်တာတွေအဲ့ဒါတွေကအဲ့ဒီလူတွေနောက်တစ်ခါအဲ့ဒီမှုခင်းတွေကိုမကျူးလွန်အောင်မတားမြစ်နိုင်ဘူးမတားမြစ်နိုင် The general theory of criminology ဆိုတာအဲ့ဒီစာအုပ်တွေထဲမှာကဘာပေါ်မှာမှုခင်းအကြောင်းကိုလေ့လာတဲ့ပညာရှင်တွေအဲ့ဒါနဲ့ရေးတာဘာဖြစ်လို့မှုခင်းကိုဟောလုံးဒီပြစ်မှုတွေကိုကျူးလွန်မိတော့ဥပမာအထူးသဖြင့်ကိုထိလက်ရောက်သူများကိုစော်ကားတာတို့လူတွေကိုရိုက်တာတို့ဘလောက်ထိဖြစ်သွားအောင်ဆိုလို့လူတတ်မှုဖြစ်တာတော့အဲ့ဒါဘာကြောင့်ဖြစ်တာဆင်းရဲလို့လည်းမဟုတ်ဘူးတဲ့သူ့ရဲ့အဓိကအကြောင်းရင်းအများစုအဓိကအကြောင်းရင်းဆိုဆင်းရဲလို့လည်းမဟုတ်ဘူးဘာကြောင့်ဖြစ်သွားတာတော့ဆိုတော့ကိုယ်စိတ်ကိုဒေါသကိုမထိန်းနိုင်လို့တယ်တရားနာပေးတာ anger management အဲ့ဒါပြဿနာရှိတယ်အဲ့တော့တေးတဲ့ပုဂ္ဂိုလ်ကသူတေးတဲ့စိတ်ဖြစ်ပေါ်လာရင်သူကဒီတိုင်းမနေဘူးသူကိုသူတခြားလူနဲ့အမြဲတမ်းသွားပြီးတော့နိုင်ရှင်နေဆိုတဲ့နေရာမှာလည်းပဲသူ့တဲ့ပို့ပြီးတော့တားတဲ့လူတွေကတော့သွားနိုင်ရှင်သူနဲ့တူတဲ့လူတောင်မှသူကတချို့နေရာမှာတားရရှိတယ်တခြားလူကလည်းတချို့နေရာမှာတားရရှိတယ်ဒါပေမဲ့သူကတားတဲ့နေရာမှာသူအဲ့ဒါလိုမမြင်တော့ဘယ်နေရာမှာသွားမြင်တော့ဆိုတော့သူများကတားတဲ့နေရာအဲ့ဒါပဲသွားမြင်ပြီးတော့သူ့ကိုယ်သူအမြဲတမ်းအားငယ်တဲ့စိတ်ဖြစ်တယ်အမြဲတမ်းအဖြစ်တင်တယ်ကိုယ်အမြဲတမ်းဖြစ်တယ်တိတ်နေတဲ့စိတ်
အဲ့ဒါဘယ်အနေလာတော့ဆိုဥပမာခရောင်းကဘုံမစပြီးတော့ပြောခဲ့တယ်မိသားစုထဲမှာမိဘတွေကကလေးတွေကိုဘယ်လိုဆုံးမမလဲ parenting skill လို့ခေါ်တယ်အခုခေတ်မှာအဲ့ဒါတွေဒီစိတ်ဓာတ်ပေတဲ့ပညာရှင်တွေကပြုစုပြောထောင်ကြတယ်မိဘတွေကိုဘယ်လိုကလေးတွေဘယ်လိုပြုစုပြောထောင်အရင်လာကဘုံဘုံအိမ်တဲ့မင်္ဂလာလေးသွားပြီးတော့လှုပ်ပြီးဘယ်သူမှမရှိပါဘူးသူတို့မိသားစုလေးပဲရှိတယ်ဒါတကယ်ပညာတတ်ပါတကယ်ပညာတတ်ဆိုတော့နေအောင်စလုံးနိုင်ငံခြားနေပွဲရတာကိုပင်မလာတဲ့အခါမှာကိုယ့်ရဲ့ခန္ဓာကိုပင်မနေတယ်ဆိုတာကိုတတိမထားမိတဲ့အခါကျတော့ခန္ဓာကိုပင်မရဲ့စိတ်ကိုထိပြီးတော့စိတ်တူလွယ်လာပင်မလာတဲ့အခါမှာ9မိနစ်10မိနစ်အဲ့လိုအနာမယူပဲနဲ့ကိုယ့်ကိုဟန်ဆောင်ပြီးတော့အလုပ်တွေလုပ်အဲခံတယ်အလုပ်လုပ်တယ်အဲ့ဒါမျိုးတချို့ကြတော့အလုပ်တော့မဟုတ်ဘူးဒီလိုFacebook တွေ telephone တွေနဲ့အများအားကြည့်နေပြီးတော့ချိန်ကုန်တယ်အဲ့ဒါလည်းပဲအင်အားတွေကုန်တာအဲ့လိုအင်အားတွေကုန်တာများရင်ဘေးတတ်တော့နားရခြင်းမရှိဘူးဆိုရင်ခန္ဓာကိုယ်ကအင်အားတွေမထောက်ပံ့ပေးနိုင်ရင်ကိုယ့်ရဲ့စိတ်ကလည်းပဲတူလွယ်ဘုံမောပြောတယ်သူတို့ကလေးလေးကတစ်နှစ်သားမှရှိတယ်ကိုယ်စိတ်ကိုထိန်းကြတော့ကိုယ်စိတ်ကိုယ့်ရဲ့အင်္ဂါကိုယ့်ရဲ့ဒေါသကိုထိန်းကြနိုင်ကြမှာဘွဲရလာတယ်ဆိုပြီးတော့အဲ့ဒါဒီတရားထိုင်တာဒီဗုဒ္ဓတရားတော်နဲ့မဝေးစေနဲ့ဒါလိုအပ်တယ်ဘယ်နေရာလေးမှလိုအပ်တော့ဘုံဘုံပြောကြတယ်ကိုကပင်မလာပြီးတော့အနားမရတဲ့အချိန်မှာမနားရတဲ့အချိန်မှာစိတ်တူလွယ်လာတယ်လင်မယားချင်းတလောက်ချစ်တဲ့လင်မယားချင်းတော့မှာတယောက်ကိုတယောက်မကျေနပ်မှုတွေအဆိုးမြင်သွားတာတယောက်ရဲ့အဖြစ်ကိုပဲတယောက်ကြည့်တာအဲ့လိုအချိန်မျိုးတွေရှိတတ်တယ်အဲ့လိုအချိန်မျိုးရှိရင်ဘာလုပ်တော့စကားပြောတဲ့နေရာမှာအတန်မြင့်ပြီးတော့ပြောတယ်ကလေးကတစ်နှစ်သားအဲ့လိုအရွယ်လေးလောက်ပဲရှိတယ်အမေနဲ့အဖေကတယောက်နဲ့တယောက်စကားပြောတော့အတန်မြင့်ပြီးတော့အော်ဟစ်ပြီးတော့ပြောတယ်အော်ဟစ်ပြောတဲ့အခါမှာကလေးကထိတ်လန့်တော့တစ်နှစ်အရွယ်ကလေးတွေထိတ်လန့်တာနှစ်နှစ်သုံးနှစ်ဆိုပို့ပြီးတော့ထိတ်လန့်အဲ့ဒီလိုဖြစ်ရင်အဲ့ဒီကလေးကအားငယ်တတ်တယ်ကြောက်စိတ်လေးဝင်သွားတာကြောက်စိတ်ဝင်သွားသူကြောက်စိတ်ဝင်သွားမှဒီကလေးကလည်းမသိဘူးမိဘကလည်းပဲဒီကလေးငယ်သေးတယ်ဘာမှမသိဘူးဆိုပြီးတော့ကလေးကြောက်စိတ်ဝင်သွားတာမသိအဲ့ဒါကြောင့်တစ်ခါတိမ်ငယ်လူတယောက်တိမ်ငယ်တဲ့စိတ်ဝင်နေဘယ်ကနေဝင်လာမှမသိဘူးသူ့ကိုယ်ကမသိဘူးဘယ်ကလို့လည်းမသိဘူးဖြစ်နိုင်ချေရတော့သူငယ်တော့မိဘတွေကသူ့ရှေ့မှာစကားများကလေးကအမေနဲ့အဖေဟာသူ့ရဲ့ဟောပဲသူ့ရဲ့ကဘာပဲအမေနဲ့အဖေကအတန်မြင့်ပြီးတော့တယောက်ကိုတယောက်အော်ဟောက်ပြောဆိုနေတယ်အတန်မြင့်ပြီးတော့တယောက်ကိုတယောက်စကားပြောတယ်ဆိုရင်ကလေးကသူ့ရဲ့ဘဝသူ့ကဘာပြတ်သွားတယ်ဆိုတော့အဲ့လိုခံစားရတယ်ဒီကလေးကစကားမပြောတတ်ပေမဲ့သူ့မှာ emotion ရှိတယ်စိတ်ခံစားမှုရှိတယ်အဲ့ဒါကြောင့်မိဘတွေတတိထားပါကိုယ့်ရဲ့ကလေးတွေတိမ်ငယ်တဲ့စိတ်မဖြစ်အောင်ကိုကတိမ်ငယ်ခဲ့တဲ့စိတ်ရှိတတ်တယ်ဆိုရင်တိမ်ငယ်တဲ့စိတ်တစ်ခါသူ့ဝင်လာဘာမှမဟုတ်ပဲနဲ့သူများကိုကြည့်ပြီးတော့တိမ်ငယ်တဲ့စိတ်အားငယ်တဲ့စိတ်
အဲ့လိုအားငယ်တဲ့စိတ်ဝင်လာပြီဆိုရင်လည်းကိုယ်ကိုဒီအားငယ်တဲ့စိတ်တင်ငယ်တဲ့စိတ်ဘယ်လိုစောင့်ရှောက်ရမှာတော့ဘယ်လိုကုစားရမှာတော့ healing လို့ခေါ်တယ်ဘယ်လိုကုစားရမှာတော့အဲ့ဒါလေးကရုဏာနဲ့နိလန်းလေးတွေလိုက်ရှာပါတတိပဋ္ဌာန်ကတော့တဒေါတံဝစိတ်တံတဒေါတံစိတ်တံဒီပါစာနာတိတိမ်ငယ်တဲ့စိတ်ဖြင့်တိမ်ငယ်တဲ့စိတ်ကိုသိလိုက်ပါတိမ်ငယ်တဲ့စိတ်ဖြစ်နေတယ်ဆိုတာသိလိုက်ပါအဲ့တိမ်ငယ်တဲ့စိတ်ထဲမှာငါမထည့်နဲ့ငါတိမ်ငယ်နေတယ်ဆိုပြီးတော့ငါမထည့်ပါနဲ့ငါစိတ်ထဲမှာတိမ်ငယ်မှုဖြစ်နေတယ်တိမ်ငယ်တဲ့ခံစားမှုဖြစ်နေတယ်အဲ့ဒီလိုတတိယပုဂ္ဂိုလ်အနေနဲ့ခံစားကြည့်ပါလူကြီးတွေအနေနဲ့လုံနိုင်စွမ်းရှိတယ်လူငယ်ကလေးတွေကတော့မလုံနိုင်လူကြီးတွေကလုံဒါကိုတင်ငယ်တဲ့စိတ်လို့ခေါ်တယ်ရေးချင်ရေးထားလိုက်ဒါရီထဲမှာ notebook ထဲမှာရေးထားဘယ်နေ့မှတင်ငယ်တဲ့စိတ်လေးပေါ်လာတယ်ဖြစ်နိုင်ရင်တင်ငယ်တဲ့စိတ်လေးကိုကြည့်ပြီးလက်ခံပြည့်ရင်သူ့စီမှာစိတ်ကိုယ်အာရုံမထားနဲ့တော့ဘယ်မှာထားမှာတော့ဝင်နေထွက်လေစီပြန်ထားပါတစ်ချက်တော့ပဲဖြစ်ဝင်နေထွက်လေစီကိုစိတ်ပို့လိုက်မဟုတ်လည်းပဲဘေးကိုပို့လိုက်ဥမာဘုံမွန်ရှိမှပန်းရှိနေတယ်အတင်ငယ်တဲ့စိတ်ဖြစ်တယ်တင်ငယ်တဲ့စိတ်ဖြစ်နေတယ်ကိုယ်ရင်ထဲကိုကြည့်တင်ငယ်တဲ့စိတ်ဖြစ်တင်ငယ်တဲ့စိတ်ဖြစ်ရင်သူကနောက်ဆုတ်ချင်တာဒီစိတ်လူကြားထဲမတိုးချင်တော့ပြီးတော့ဘေးပတ်ဝန်းကျင်မှာရှိတဲ့တခြားလူတွေနဲ့လည်းပဲကိုယ်နဲ့ကတူတယ်လို့မယူဆတော့မတူတာပဲမတူဘူးလို့ပဲစိတ်ကသွားပြီးတော့မြင်တယ်အဲ့ဒါကြောင့်အဲ့လူတွေနဲ့ဆက်ဆံပြောဆိုနှုတ်ဆက်ရမှာစကားပြောရမှာစိတ်ထဲမှာအားငယ်ပြီးတော့မဝတ်မရဲဖြစ်ပြီးတော့နောက်ဆုတ်ခြင်း withdrawal symptoms နောက်ဆုတ်အဲ့လိုဖြစ်တယ်ဆိုဒါအားငယ်တဲ့စိတ်ပဲဒါနောက်ဆုတ်တဲ့စိတ်ဖြစ်နေအဲ့ဒီလူတွေပြောတဲ့စကားစိတ်ဝင်စားတော့ဘူးစိတ်ဝင်စားတော့ကိုယ်ကအားငယ်တဲ့စိတ်ဖြစ်နေအဲ့ဒါလေးအတိမပြုပြီးဒီရှေ့မှာပန်းလေးရှင်အဲ့ပန်းလေးကိုသွားကြည့်ဒါကအဖြူရောင်ဒါကစိမ်းရောင်အာယုံပြောင်းလိုက်ကိုယ်စိတ်အာယုံပြောင်းအဲ့မဲ့အာယုံမပြောင်းခင်မှာအနည်းဆုံးအဲ့ဒီတင်ငယ်တဲ့စိတ်ကိုတော့လက်ခံလိုက်ပါတင်ငယ်တဲ့စိတ်ဖြစ်နေတယ်ဆိုတာကိုအတိမပြုလိုက်ပါရိတ်တာမှာသုံးတဲ့စကားဆိုရင်တော့တင်ငယ်တဲ့စိတ်ကိုတင်ငယ်တဲ့စိတ်လို့မှတ်ပါလို့ပြောတယ်မှတ်ပါဆိုတာကအတိမပြုလိုက်တိစိတ်နဲ့အတိမပြုလိုက်တာတင်ငယ်တဲ့စိတ်ကဘယ်နဲ့လာတော့မတိစိတ်ကနေလာဘယ်နေလာတော့တရားနာပိဋကတ်တို့မတိစိတ်ကနေလာတယ်မတိစိတ်ဒါအဘိဓမ္မာမှာတော့အဝိဇ္ဇာအခြေခံပြီးတော့ဖြစ်ပေါ်လာတယ်မတိစိတ်အနေဖြစ်ပေါ်ဒါမိသားစုထဲမှာတတိထားဖို့ကလေးတွေတင်ငယ်တဲ့စိတ်မဖြစ်အောင်သူတို့ကိုအားပေးရမယ်နောက်ကလေးရှိမှစကားမများကြနဲ့မိသားစုလင်မယားတွေရမ်းမဖြစ်ကြနဲ့မောင်နှမတွေများလည်းပဲအထက်ကအကြီးတွေကအငယ်လေးတွေရှိမှစကားမများနဲ့ရမ်းမဖြစ်စကားများတဲ့ရမ်းဖြစ်တယ်ဆိုရင်အငယ်လေးတွေကဘာကြောင့်စကားများဆိုတာနားမလည်နိုင်တဲ့အခါကျတော့အားငယ်တဲ့စိတ်ပဲဖြစ်တယ်သူတို့အားကိုးတဲ့ပုဂ္ဂိုလ်ကပူလောင်နေတယ်ဒုက္ခရောက်နေတယ်ဆိုကိုအားကိုးတဲ့ပုဂ္ဂိုလ်ကမှဒုက္ခရောက်နေဆိုအားကိုးစရာမရှိတော့ဘူးစိတ်ထဲမှာအဲ့လိုဖြစ်တတ်တယ်နောက်တစ်ခါကျတော့မိဘရောဆရာသမားရောရိုက်တာတော့မဟုတ်ဘူးဒါပေမဲ့အဆုံးမြင်ရတာရှိအဆုံးမြင်ရတာဆိုတာဒီချွင်းချက်တွေကိုပဲကြည့်
Chewing chat over it. Chewing chat the G video pure. May a tally lulumia, tally mia to Lolo Yara of your Lolo Miara have a pure. Homo let him pan quite ye the way she got it. The way P. Lupio in a yard, the way you're a Lupio in a yard. Assume you want to shave a water, the way you're a Lupio. Come you want to shave a water, the way P. Lupio. Assume you want to shave a water, look at the Harry of a million Pio. Through May no art and do this rich no Edilo cinches in that baby. Tabby me through pure haka. You need a pine over a million pure as a rota. Nimia Jimishu balance with you. Mandia young pure no, the way P needed the way you're an elupiata, Nimia Jimmy, Mandia. Elmo hoping it. You needed the way. Half empty, half full, half empty. Half empty. You needed the work over G. You never the work over a million pure. Goya Galega Kunadan Tiemesui, Galea Beneda Alma Pido, Mulana Al Bibi, the Rani Taudania, Kunane Alma. Eddie Arigo, the calm of my Jovene, Jesus, hope a shit down yon, we shit down chilling, near Kunadama shit, Josa. Perhaps tomorrow. Kali to Maya did it have, to Malone did it have, to let them have a shit, any hour go out to a bit of John, Macanjom John. Now by no perhaps also. I made a negative Joracatro, Tigalega. To Boar Hema, to Shida Yari, to Amyandare Hari, to Josa Hari, to Koda, Murida Machina, PD Machina, PD Machina, Diana Vedaro, Thing in a say near Pit. The Yaya Rebo, PD Shidebo, Bosen Kunabara Machi, Bosen got the deep thing Haro Tamana, Wizayota, William, PD, Patati, PD. Say them a PD pit. Patati Dinian. The Ayarebo. The Ayarebo, thing in a same machine. Thing in a book, thing in a same. The Yamayana, Handa. Look at Tajan. Gogo Ranga, thing in a same Pala can Bay Bowen Ginger, Inga Bowen Ginger, Jama Bowen Ginger, a low Bowen Ginger, thing at a say Pola, anything at a sick. Joe Luan and ah, Pipin Pion Len and ah. They are when Java. Now, they are the kind of Yashi. Be in the way, thing at a sick neither of Mudita look. Go Josa Gare Pian to a bit of Mudita look. Obama the Nita New Yakwaka sang a genius. Sang a genius dreamer. The Zea Dukalan, Temanida, Midasuki, Alone. The Dia Websimia Yedra, go no wine with a loaded Luigi. Good Juan Jaya, good Tanaya, Eddie Bagani, good Yardage, wine with a loaded. And a little pian tree. On a deep item of party, the Joe Alumwe party, the Joe Wewes are party, the Joe Sio Yema party, the Joe Simon Canquema party. A mew, Dilu, the Yahweh Gigi Piet Night on Soranda, Nede, Josa Ato Hobu. Sangaji no she.
အဲ့ဒီအကိုပြန်တွေးလို့ငါအဲ့ဒါလည်းပါတယ်ကိုယ့်အကိုပြန်ပြီးတော့ပီတိဖြစ်မုဒိတာဖြစ်ကိုယ့်အကိုမုဒိတာဖြစ်ဒီဟာကမလုံလောက်သေးဘူးတိမ်ငယ်တဲ့စိတ်ဝင်နိုင်သေးတယ်ဒီလမ်းထဲမှာဇေယဒုက္ခလမ်းထဲမှာဒီမေတ္တာညွန့်ရက်ွက်တယ်ဒီ15ကျင့်စလုံးတရားပွဲဖြစ်အောင်ဆောင်ရွက်ခဲ့တဲ့ပုဂ္ဂိုလ်တွေအဲ့ပုဂ္ဂိုလ်တွေအကြောင်းလိုက်တွေးတချို့ကလေးတွေကတန်ဃာတော်ကျူဆိုတဲ့နေရာမှာဓမ္မရိကဆရာတော်ကျူဆိုတဲ့နေရာမှာတခါရဲကြာကြာနာပြင်ဆင်ပြီးတော့လာဆောင်နေတဲ့ချိန်မှာအဲ့ဒါလေးကိုပြန်တွေးပြီးတော့ကိုယ့်အကိုဂုဏ်ယူမုဒိတာဖြစ်နောက်တခြားလူတွေကိုယ်နဲ့အတူလုပ်တဲ့ပုဂ္ဂိုလ်တွေဒီရက်ွက်ထဲကလူတွေသူတို့ရဲ့စေတနာသူတို့ရဲ့လှုပ်အားအဲ့ဒါတွေကိုတွေးပြီးတော့မုဒိတာဖြစ်ဒါတွေမကသေးဘူးတာမွေမြို့ထဲမှာတခြားရက်ွက်ကသူတို့တရားပွဲတွေလုပ်တာအဲ့ဒါလည်းပဲတွေးပြီးတော့မုဒိတာဖြစ်အဲ့ဒီလိုကိုယ့်ရဲ့မုဒိတာကိုချဲ့ပါမိမိကနေပြီးတော့မိသားစုလောဘောခိုင်းဘက်နောက်တခြားရက်ွက်နောက်ရန်ကုန်မြို့ရဲ့အပြင်ဘက်အဲ့ဒါကြည့်ပြီးတော့မုဒိတာဖြစ်တိမ်ငယ်တဲ့စိတ်ကအလိုနေသွားမယ်မုဒိတာနဲ့သူ့ကိုတိမ်ငယ်တဲ့စိတ်ကိုအစားထိုးရတယ်တိမ်ငယ်တဲ့စိတ်ကြောင့်ပြန်ပြောရထပ်ပြီးတော့ပြောရသူတန်းကြောင်ရောက်သွားတဲ့အခါပိုက်ဆံချမ်းသာတဲ့နိုင်ငံတွေကတော့အထူးသဖြင့်ပုဂ္ဂလိကအကြောင်းတွေဆိုရင်ဆရာတယောက်ဆိုရင်ကျောင်းသား9ယောက်ဟော10ယောက်အဲ့လောက်ပဲထားတယ်အဲ့လောက်ပဲထားတဲ့အခါကျတော့ဆရာကအဲ့ဒီကျောင်းသားတွေတူးချင်းတူးစင်းဂရုစိုက်ပေးတယ်အဲ့ဒါကြောင့်ကျောင်းသားကငါ့ကိုဆရာကလစ်လျရှုတယ်ဂရုမစိုက်ဘူးဆိုတဲ့အဲ့လိုအားငယ်စိတ်မျိုးမဖြစ်တော့အဖယ်ခံရတယ်အကျဉ်းခံရတယ်လစ်လျရှုခံရတယ်ဆိုတဲ့စိတ်မျိုးမဖြစ်တော့ဆရာကလည်းပဲကျောင်းသားတိုင်းကိုအားပေးနိုင်တဲ့အချိန်ရှိတယ်အဲကျောင်းသားကများလို့တဲ့ခါကျတော့ဆရာကကျောင်းသားနာမည်တော့မမှတ်မိကျောင်းသား20တော့မမေ့40ဆိုခက်သွားဘုံပရမဆိုတရားဝင်စာချဖွင့်ဖြစ်တဲ့အခါအသက်20ရဟန်းဖြစ်ခါစားလိမ့်မယ်ပုဂ္ဂိုလ်ဒါနမနိုင်မှာဒီအလတ်တန်းတရားစာပါဠိတရားစာပို့ချတယ်စာသင်တန်း85ပါးရှိတယ်နာမည်တော့မကုန်မှန်းဒါကြောင့်အဲ့ဒီထဲမှာတော်တဲ့တပားကတော့သူတော်မှာပေါ့သူကသူကြိုးစားမှာနားလေကျန်တဲ့တဝက်ကျော်လောက်ကတော့ဘုံမောမှာသူတို့ကိုတပားစီ attention မပေးနိုင်တာခီးမဆိုင်တယ်အဲ့ဒါစနစ်ကသူတို့ကိုမဆောင်ရှောက်ဘူးအဲ့လိုစနစ်ကကိုယ့်ကိုမဆောင်ရှောက်ဘူးလို့အထင်ခံတဲ့ပုဂ္ဂိုလ်တွေအားငယ်တယ်ဘေးရောက်သွားတာဒီတိုင်းမှာပဲဘုံတို့နိုင်ငံနေနဲ့လည်းပဲကိုရှိတဲ့အစိုးရအဆက်ဆက်ဟိုမှာရန်ကုန်ကိုဦးစားပေးတဲ့ရန်ကုန်ထဲမှာလည်းပဲဟိုမှာတကုံတို့ဗဟန်းတို့ဒီမြို့ထဲဟိုဦးစားပေးမယ်နည်းနည်းအပြင်ရောက်တာတွေအဲ့ဒါအာယုံဆိုင်တာနည်းနည်းအားနည်းလာမယ်ရန်ကုန်အပြင်ဘက်ကိုရောက်သွားရင်တော့ပိုအားနည်းမယ်ဆိုရင်အဲ့ဒါ
내가 묘리야 내가 묘리야 별로 테마우소 아소야가 도 아소야가 시만게니 참아대니야 도 아소야 세대မရှိ아소야의 아유대만 도 못 봐. 도고 찬하래 애로 간사 알아서 땡에서ဖြစ်သွားတယ်အဲ့မြို့ပေါ်မှာမြို့နယ်တိုင်းမှာမြို့ကိုပူဦးစားပေးပြီးတော့တောရလူတွေတော်နဲ့ဦးစားမပေးဘူးလမ်းမဆက်သွယ်ရေးရလားမီးအိမ်လားအထက်တန်းကျောင်းလားကျမ်းမာရေးရဆေးပေးတဲ့နေရာတွေလားမြို့ထဲမှာပဲပို့ပြီးတော့ဦးစားပေးဒါစနစ်အရာအဲ့လိုဖြစ်တဲ့ခါကျတော့တောမှနေတဲ့ပုဂ္ဂိုလ်တွေအားငယ်တာသိငယ်တာအဲ့တော့မြန်မာနိုင်ငံရဲ့လူအများစုကကျေးလက်ဒေသမှာနေဆိုရင်ကျေးလက်ဒေသမှာနေတဲ့ပုဂ္ဂိုလ်တွေမြို့ထဲကလူတွေကိုကြည့်ပြီးတော့သိငယ်တဲ့စိတ်တွေဒါတို့နိုင်ငံသားတွေပဲတို့နိုင်ငံသားအများစုကိုသိငယ်တဲ့စိတ်ဖြစ်အောင်တို့စနစ်ကြီးကဒီလိုဖြစ်နေတယ်ဒါစဉ်းစားစရာမကောင်းဘူးလားစဉ်းစားစရာကောင်းစဉ်းစားစရာကောင်းဘုံမအင်္ဂလန်နိုင်ငံမှာ23နှစ်1996ခရက်သူကတော့ပြောင်းပြန်တောမှနေတဲ့လူကတထေမြို့ထဲမှာနေတဲ့လူကဆင်းရဲမြို့ထဲမှာနေတဲ့လူကအိမ်ကြီးငားနေတာတွေရှိတယ်နေလို့နေစားတွေရှိတယ်တောမှာနေတဲ့လူကတော့မဟုတ်ဘူးခြံကျဲကြီးတွေနဲ့ခြံကျဲကြီးတွေနဲ့ကိုယ်ပိုင်အလုပ်တွေနဲ့အဲ့ဒါမျိုးတွေလုပ်တယ်အဲ့ကြောင့်တောကလူတွေကအားငယ်ဆိုတာတိတ်မရှိဘူးဟိုမှာဘယ်သူကအားငယ်ဆိုမြို့ထဲမှာအလုတ်သမားလူဒန်းစားမြို့ထဲမှာနေတဲ့အလုတ်သမားလူဒန်းစားတွေအားငယ်တယ်အေးအားငယ်တဲ့လူတွေကိုကိုစားပြုဖို့အတွက်ပေါ်လာတဲ့နိုင်ငံရေးပါတီကိုလေဘာပါတီလို့ခေါ်တယ်အလုတ်သမားပါတီလို့လူအဆင့်တန်းမညီမျှမှုကြောင့်ဖြစ်ပေါ်လာတယ်ကွန်မြူနစ်ဝါဒဘာကြောင့်ပေါ်လာတာလဲအနိုင်ခံတဲ့လူတွေစနစ်ကမဆောင်ရှောက်တဲ့ပုဂ္ဂိုလ်တွေစနစ်ထဲကနေလွတ်သွားတဲ့လူတွေစနစ်ကလိလူရှုတဲ့ပုဂ္ဂိုလ်တွေတချို့နိုင်ငံကြတော့အဲ့ဒါတွေမကောက်ဘယင်းတွေကနိုင်ကိုနိုင်သေးတယ်တမင်တဲ့ကိုနှိမ့်တယ်အဲ့လိုဖြစ်တဲ့အတွက်ကြောင့်မို့လို့အနိုင်ခံတဲ့ပုဂ္ဂိုလ်တွေကထားကြွစူပူပြီးတော့ဖြစ်ပေါ်လာတဲ့စနစ်ကိုကွန်မြူနစ်စနစ်ခေါ်တာပဲဒေါသနဲ့သူကပိုက်ဆံရှိတဲ့လူတွေကြီးပွားတဲ့လူတွေပေါ်မှာမနာလိုမုန်းတာဒေါသစိတ်နဲ့အဲ့ဒီဒေါသမျိုးကိုအိတ်တာလို့ခေါ်တယ်မနာလိုဝန်တိုမှုလို့ခေါ်တယ် jealousy အိတ်တာဆိုတာကပရသံပတိနံဥတုယနာလက္ခဏာသူတို့ဘာလက်ထမ်းမှာရှိတဲ့ပြည့်စုံမှုသူတို့ဘာရဲ့အောင်မြင်မှုသူတို့ဘာရဲ့စီးစိမ်ဥစ္စာသူတို့ဘာရဲ့အဆင့်တန်းအဲ့ဒါကိုမကြည့်ရတာလက်မခံနိုင်မုရိဒမဖြစ်နိုင်အဲ့ဒါအိတ်တာဒါကြောင့်ဘုံမို့လို့အဘိဓမ္မာထဲမှာမနာလိုတဲ့စိတ်ကိုဒေါသထဲမှာထည့်ဒေါသအိတ်တာမစ္စရိယခိုးစားဆိုပြီးတော့အဲ့ဒီအုပ်စုထဲမှာ၄ယောက်ပါခေါင်းဆောင်ကြီးကဒေါသအဲ့ဒီအနေဖြစ်ပေါ်လာတာကအိတ်တာဆိုတာတခြားလူရဲ့ဖြစ်စီတခြားလူဖြစ်ဆုံးမှုတခြားလူတွေရဲ့ကောင်းစားမှုအဲ့ဒါကိုကြည့်ပြီးတော့အလိုလိုနေနဲ့ကိုယ်မှစိတ်ဆင်းရဲနေတင်ငယ်တဲ့စိတ်ကနေပြီးတော့ဂျေဝင်နေ jealousy ဖြစ်တယ်မနာလိုစိတ်တယ်
မနာလို့တဲ့စိတ်ဖြစ်ရင် तू ကအဖြတ်သဘောဆံသွားတာဟိုဘက်အုပ်စုနဲ့ဒီဘက်အုပ်စုဟိုဘက်အဖွဲ့နဲ့ဒီဘက်အဖွဲ့ဟိုဘက်အသင်းနဲ့ဒီဘက်အသင်းဟိုဘက်ကုမ္ပဏီနဲ့ဒီဘက်ကုမ္ပဏီအချင်းချင်းမနာလို့ဝန်တိုးတဲ့စိတ်တွေဖြစ်တယ်အဲ့ဒါဖြစ်ပြီးဆိုရင်တယောက်ကိုတယောက်ကပြရပြဖြစ်စီတော့ဖြစ်စီတော့အဲ့ဒါကုမ္ပဏီတစ်ခုမှမဟုတ်တခါတခါမောင်နှမကြားရမှာဖြစ်တာမောင်နှမကြားဘာဖြစ်လို့အဲ့လိုဖြစ်တာလို့ဆိုတော့ကိုတခြားလူတွေနဲ့အမြဲတမ်းသွားပြီးတော့နိုင်ရှင်တာမလိုအပ်တဲ့အပိုအလုပ်တွေပါနိုင်ရှင်မိဘတွေကသားသမီးတွေကိုဘာဖြစ်လို့တခြားလူတွေနဲ့သွားနိုင်ရှင်ဆိုမခံကျင်တဲ့စိတ်ဖြစ်အောင်လုပ်တယ်မခံကျင်တဲ့စိတ်နဲ့ကြိုးစားစေချင်တယ်အမှန်တော့ကြိုးစားအောင်လုပ်တယ်ဆိုတဲ့ရွေချက်အဲ့ဒီရွေချက်ရဖို့အတွက်ရောက်ဖို့အတွက်ဘာနည်းကိုအသုံးပြုတော့ဘာ instrument အသုံးပြုတော့ဆိုတော့မခံကျင်တဲ့စိတ်ဖြစ်အောင်လုပ်ပြလိုက်တယ်မခံကျင်တဲ့စိတ်ကဒါနီးပြူဟာပုံစံမျိုးပေါ့အဲ့ဒီဟာကိုအသုံးပြုမခံကျင်တဲ့စိတ်ကအကျင့်ပါသွားတာမခံကျင်တဲ့စိတ်အကျင့်ပါမခံကျင်တဲ့စိတ်နဲ့ကိုပြိုင်ဘက်လို့ထင်တဲ့လူနဲ့အမြဲတမ်းသွားပြိုင်ဖြစ်ရင်ကိုကတာတဲ့အခါမှာစိတ်ထဲမှာကြည်နူးလိုက်တခြားလူကကိုလောက်မတော်တာကိုကြည်နူးနေတယ်ဒါကအရန်ကိုမြင့်မြတ်တဲ့စိတ်မဟုတ်ပါဘူးတခြားလူကိုပြိုင်တဲ့လူကကိုထက်တာသွားတဲ့အချိန်မှာတခါတည်းမချမ်းတွေဖြစ်မခံကျင်တဲ့စိတ်တွေဖြစ်တိမ်ငယ်တဲ့စိတ်တွေဖြစ်အားငယ်တဲ့စိတ်တွေဖြစ်တယ်အဲ့ဒါကို inferiority complex အနောက်တိုင်းစကားကြည့်ပါနာသူရဲ့မာနတောင်းတယုံတာဒီဟာမာနလို့လူတွေမမြင်ကြဘူးမာနဆိုတာတခါတည်းလူတယောက်ကသူ့ကိုယ်သူထင်ကြီးပြီးတော့သူရှိတာလေးနဲ့သူရရန်ထူးလေးနဲ့သူရှိတဲ့ပိုက်ဆံနဲ့သူတိတဲ့အတိုင်းဝိုင်းနဲ့အဲ့ဒါကိုအစွဲပြုပြီးတော့ထောင်လွှားတာအဲ့ဒါကိုမာနကြီးတယ်လို့မြင်မှလို့ပေါ့ဒါပေမဲ့ဗုဒ္ဓတရားတော့ဗုဒ္ဓစိတ်ပညာထဲမှာကတော့တိမ်ငယ်တဲ့ပုဂ္ဂိုလ်လည်းမာနကြီးတယ်လို့ဒီမာနကိုဟိနမန်တဲ့ inferiority complex ဟိနမန်ကြီးနေမန်ကြီးတာကအထက်ထောင်လွှားပြီးကြီးတာတခုနောက်တစ်ခုကအောက်ရှိုးပြီးတော့ကြီးတာတခုနှစ်ခုဆိုတော့မာနဆိုတာကသူကထောင်လွှားတယ်လို့အဓိပ္ပာယ်မရဘူးပါဠိစကားမာနဆိုတာကနိုင်ရှင်တယ်လို့အဓိပ္ပာယ်ရမာနေတိနိုင်ရှင်မှာတော့အဲ့ဒီရလက်တွေပဲရတော့မှာနောက်တစ်ခုကရှိသေးတယ်နိုင်ရှင်တဲ့အခါမှာသူနဲ့ကိုယ်နဲ့တူနေတယ်ဆိုရင်တူတူပဲငါဘာကျူးဆိုင်စရာလို့ဆိုဟိုဘက်ကလို့ကြိုးစားတာအောင်မြင်တာကိုဝုန်းမသားနိုင်သူ့ကိုကြည့်ပြီးတော့ကိုယ်စိတ်ထဲမှာပျော်နိုင်မှာမပျော်နိုင်ကိုလည်းကြည့်ပြီးတော့မုဒိတာဖြစ်ရမှာမဖြစ်နိုင်ပျော်နိုင်ပါရဲ့နဲ့ပျော်ဖို့မေးနေကြဘာဖြစ်လို့လဲဆိုတော့တယောက်နဲ့တယောက်နိုင်ရှင်ခြင်းဆိုတဲ့အပိုလုပ်တွေရှောက်ပြီးတော့လုံးနေလို့ပြောဖို့မေ့နေတိမ်ငယ်တဲ့စိတ်ရှိတဲ့ပုဂ္ဂိုလ်ဟာတခြားလူတွေကိုလည်းအလွယ်တကူအိုးမှသူ့နဲ့ပြန်ပဲမဟုတ်တယ်အဲ့ဒီလူတွေကိုအထင်ကြီးတဲ့စိတ်ကတရားနာပဲအထင်ကြီးတဲ့စိတ်ကအထင်သေးတဲ့စိတ်နဲ့ခေါင်းနဲ့ပန်းမယ်ဟိုဘက်ဒီဘက်
ဥမာဘုံဘုံတော့နိုင်ငံခြားကိုအထင်ကြီးတယ်ဆိုရင်နိုင်ငံခြားကိုအထင်ကြီးဦးနေအဲ့မှာရတာမဟုတ်ဘူးအထင်ကြီးဦးနေမဟုတ်ဘူးနိုင်ငံခြားအကောင်းတာတစ်ခုတစ်ခုမြင်နိုင်မြန်မာပြည်အညံ့တာတစ်ခုပြောပြီးတော့ကိုယ်နိုင်ငံကိုပြန်ပြီးတော့အပြစ်ပြုအဆိုးမြင်သွားတာဖြစ်အပြစ်ပြောတယ်ဆိုမှတော့ကုသိုလ်စိတ်လားအကုသိုလ်စိတ်လားအကုသိုလ်စိတ်ပဲပေါ့အဆိုးမြင်သွားတာလေအပြစ်ပြောဆိုတာချွင်းချက်ကိုမြင်ပြီးတော့ဒေါသဖြစ်တာလေအဲ့ဒါကိုအပြစ်ပြောရလို့ခေါ်တာဒေါသဖြစ်တာနော်အဲ့ဒီချိန်ချွင်းချက်ကိုမြင်ဘာဖြစ်ရမှာတော့ကရုဏာဖြစ်ရမယ်ဘာဖြစ်ရမှာတော့ကရုဏာဖြစ်ရမယ်ကရုဏာဆိုတာဘာပြောတာတော့ကရုဏာကပရတံပရဒုက္ခပနိယနာလက္ခဏာကရုဏာပရဒုက္ခပနိယနာကာရဘဝတိလက္ခဏာကရုဏာတခြားလူတွေရဲ့ပြဿနာကိုပြည်လဲစေခြင်းဖြေရှင်းပေးခြင်းနဲ့စိတ်ဓာတ်ကိုကရုဏာလို့ခေါ်တာလူတယောက်ရဲ့ချွင်းချက်ကိုတွေးတဲ့အခါမှာသူ့ချွင်းချက်သူ့ရဲ့ပြဿနာကိုကြည့်ပြီးတော့ရွေးချယ်စရာနှစ်ခုရှိတယ်တရားနာပေးတယ်စိတ်ထားနှစ်ခုထားတယ်တစ်ခုကတော့အထင်သေးတာအထင်သေးပြီးတော့ကဲ့ရဲ့နောက်တစ်ခုကတော့အထင်မသေးဘူးတဏှာနဲ့စိတ်ကရုဏာဖြစ်တယ်ကရုဏာဖြစ်ပြီးတော့ဦးညီခြင်းဘယ်စိတ်ကကြီးမားတော့ဆိုကိုညီခြင်းတဲ့စိတ်ကကြီးမားတာပေါ့ဘယ်စိတ်ကသေးသိမ်တော့ဆိုရှုံချတဲ့စိတ်အပြစ်တင်တဲ့စိတ်ကသေးသိမ်တာဒါကြောင့်ကိုယ်နိုင်ငံရဲ့ပြဿနာအကြောင်းပြောတဲ့အခါမှာတရားနာပေးတဲ့တို့တတိထားပါသိငယ်တဲ့စိတ်ဝင်လာရင်ကိုယ်နိုင်ငံကိုရောကိုယ်လူမျိုးကိုရောကိုယ်ဘာသာကိုရောရှုတ်ချတဲ့အပြစ်တင်တဲ့အဆိုးမြင်တတ်တဲ့စိတ်တွေဖြစ်တတ်တယ်အဲ့လိုဖြစ်ပြီဆိုရင်တတိလေးနဲ့ကိုယ့်အဖို့ကပ်ပြီးတော့တတိပေးပါဩငါဒီစိတ်လေးဝင်နေပြီတတိလေးနဲ့အဲ့ဒီစိတ်လေးကိုအတိမတ်ပြုလိုက်ပြီးရင်ကိုယ့်ဟာကိုပြန်ပြီးတော့မုဒိတာကရုဏာဖြစ်လိုက်ကိုယ့်ကိုပြန်ပြီးတော့တဏှာဩငါဒီစိတ်နစ်ဆက်ခံရနိုင်သေးတယ်နစ်ဆက်ခံရသေးတယ်အဲ့လိုပဲ Facebook တွေမှာမြန်မာပြည်ကြောင်းတက်ပြီးတော့မကောင်းကြောင်းပြောတဲ့လူတွေဒေါနဲ့မောနဲ့အားရပါရရှုတ်ချတဲ့လူတွေအဲ့ဒါတွေအများကြီးရှိတယ်အဲ့လိုဖြစ်တယ်ဆိုရင်အဲ့ဒီအရေးသားကိုဒေါသနဲ့ရေးတယ်လို့မှတ်ထားဒေါသနဲ့ရေးတယ်ဘာကြောင့်အဲ့လိုရေးတာတော့တိမ်ငယ်တဲ့စိတ်ဝင်လို့အားငယ်တဲ့စိတ်ဝင်လို့အားငယ်တဲ့စိတ်ကဒေါသပဲဒါလေးဒီတစ်ချက်လေးတော့မှတ်ထားဒေါသအားငယ်တဲ့စိတ်ကဒေါသပဲတိမ်ငယ်တဲ့စိတ်ကဒေါသပဲဒါလေးမှတ်ထားတိမ်ငယ်တဲ့စိတ်ဝင်လာပြီဆိုရင်ကိုယ်စီမှာရှိတဲ့ပစ္စည်းဥစ္စာတွေပဲတခြားလူတွေနဲ့မျှဝေပြီးတော့မသုံးချင်ဘူးဥပမာဝင်ငွေအများကြီးရှိတယ်ဒါပေမဲ့တိမ်ငယ်တဲ့စိတ်ရှိနေသေးတယ်ဘသူကငါနဲ့ပို့ပြီးတော့ဖိုက်ဆန်ရှိတဲ့တိမ်ငယ်တဲ့စိတ်ဖြစ်တယ်ဒီလိုဆိုရင်ဒီလူကသူပေးရမယ့်ခွန်သူမပေးချင်ဘူးအခွန်ပေးပြီဆိုရင်လည်းအဲ့ဒီခွန်ကနှမျိုးအဲ့ဒါမစ္စရိယစိတ်ခေါ်တယ်မစ္စရိယစိတ်ခေါ်တယ်သဝန္တူတွေအဲ့ဒီမစ္စရိယစိတ်ကလည်းပဲဒေါသပဲတဲ့ဒေါသအိတ်တာမစ္စရိယကကိုယ့်ပစ္စည်းကိုကြည့်ပြီးတော့သဝန္တူတာအားငယ်တဲ့ပုဂ္ဂိုလ်ကသူ့မှာရှိတဲ့ပစ္စည်းတခြားလူတွေနဲ့မျှပြီးတော့မသုံးနိုင်တခြားလူရဲ့ဒီပစ္စည်းဥစ္စာကိုကြည့်ပြီးတော့လည်းပဲသူကအားငယ်တဲ့စိတ်လိုဖြစ်တယ်အဲ့ဒါကြောင့်သူ့မှာဘလောက်ပဲရှိ
ဘလောက်ပဲချမ်းသာဘလောက်ပဲမီလီယံနဲ့ဘီလီယံနဲ့ဖြစ်နေပါစေသူ့မှာအားငယ်တဲ့စိတ်အများကြီးဖြစ်တယ်အဲ့ဒီလိုစိတ်ရှိတဲ့ပုဂ္ဂိုလ်ဟာတဲ့ worry and anxiety စိတ်ဖိစီးမှုတွေစိုးရိမ်သောကတွေအမြဲတမ်းစိုးရိမ်နေတဲ့စိတ်တွေမစိုးရိမ်တဲ့ဘယ်နဲ့စိုးရိမ်နေတာလဲအဲ့ဒါတွေဖြစ်တယ်အဲ့ဒါကိုကုတ်စားလို့ခေါ်အလွယ်တကူနောင်တရတယ်ဒါကြောင့်ဒီအုပ်စုထဲမှာ၄ခုရှိတယ်ဂျာဘူးနာဝရှိအမေရိကန်မလေးလာဘူးတဲ့ပုဂ္ဂိုလ်တွေပါဠိလိုလိုက်ဆိုနိုင်အောင်ဒေါသအိဋ္ဌာမစ္စရိယကုတ်ကုတ်စားဒေါသအိဋ္ဌာမစ္စရိယကုတ်ကုတ်စားဒေါသအိဋ္ဌာမစ္စရိယကုတ်ကုတ်စားဒေါသဆိုတာစိတ်ဆိုးတာပါတယ်စိတ်ညစ်တာပါတယ်စိတ်ပြတ်တာပါတယ်စိတ်တကြတာပါတယ်နောက်သူတို့အကွာတိမ်ငယ်တဲ့စိတ်ဖြစ်ပြီးတော့တခြားလူတွေရဲ့ပစ္စည်းဥစ္စာကိုသွားပြီးတော့မနာလို့ဖြစ်တာအဲ့ဒါကြတော့အိတ်တာကသူတို့ဘာရဲ့ပစ္စည်းကိုအာယုံပြုသူတို့ရဲ့ပစ္စည်းကိုသွားပြီးတော့သူတို့ရဲ့ပစ္စည်းအကြောင်းနဲ့အများကြီးတွေးကိုပစ္စည်းအကြောင်းတွေးပြီးတော့တဝန်တိုးတော့နှမျောတာအဲ့ဒါမစ္စရိယအဲ့ဒီအကျင့်တွေကြောင့်စိုးရိမ်တဲ့စိတ်မဖြစ်တဲ့ဘက်နဲ့ဖြစ်နေတာလေအဲ့ဒါကုတ်ကုတ်စားနောင်တတဲ့ဖြစ်စိုးရိမ်တဲ့စိတ်တွေဖြစ်ဒီနေ့ညတိမ်ငယ်တဲ့စိတ်အကြောင်းပြောတာပြည့်စုံတာတော့မပြည့်စုံဘူးဒါပေမဲ့ဒီလောက်ဆိုရင်တော်လေးနားလည်လောက်ပြီဘုံဘဝရှေ့ဆက်ပြီးတော့ကြံတဲ့အချိန်လေး9မိနစ်10မိနစ်တည်းမှာဘာလုပ်ချင်သူ့ရဲ့ဖြည့်ဆည်းလေးပေးချင်ဖြည့်ဆည်းလေးပေးချင်ဒါကတော့မုဒိတာပါပဲစာမေးပွဲဖြေမဲ့ကျောင်းသားကျောင်းသူလေးတွေ9တန်းဖြေမဲ့ကလေးစဉ်သူကမူလာတန်းနဲ့အောင်ခဲ့ပြီ1တန်းအောင်ခဲ့ပြီ2တန်းအောင်ခဲ့ပြီ3တန်းအောင်ခဲ့4တန်းအောင်ခဲ့ပြီ9နှစ်တော့အောင်ခဲ့အဲ့ဒါလေးတွေပြန်တွေးပါ1တန်းတော့ဘယ်လိုကြိုးစားတယ်2တန်းတော့ဘယ်လိုကြိုးစားတယ်အိမ်ပြန်ရောက်ရင်အောင်လက်မှတ်တွေပြန်ကြည့်လိုက်မူလီတာဟော10တန်းဖြေမဲ့ကလေးရတယ်ပဲမူလာတန်းရဲ့နောက်1တန်းနဲ့9တန်းရဲ့10နှစ်အောင်ခဲ့ပြီအခုစနစ်တဲ့ KG နဲ့ဆိုတော့12နှစ်တောင်ဖြစ်တယ်အဲ့ဒါလေးပြန်တွေးကြိုးစားပြီးတော့ကျူရှင်တွေသွားတာကြောင်းသွားတာအိမ်မှာစံကြက်တာအဲ့ဒါတွေတွေးပြီးတော့ကိုယ့်အကိုဂုံယူပါဂုံယူတဲ့နေရာမှာကိုယ့်ကိုတယောက်လည်းဂုံမယူနဲ့တော့ကိုအဲ့ဒီရာတွေအောင်နိုင်အောင်ကိုမိဘကထောက်ပံ့တာတည်းမိဘကအရင်အောင်လို့မိဘကအရင်ကြိုးစားလို့ကိုဓာတ်တွေကိုအောင်နိုင်တာကြိုးစားနိုင်ဒါကြောင့်ကိုယ့်ရဲ့ကြိုးစားမှုဟာကိုမိဘရဲ့ကြိုးစားမှုနဲ့ဆက်ဆက်တယ်ဒါတခုတည်းလားမဟုတ်သေးဘူးထပ်ချက်လိုက်ကိုမူတည်တာကျောင်းသွားတာကိုဆရာမတွေကျောင်းဆရာမတွေကျူရှင်ဆရာမသူတို့လည်းကြိုးစားလို့သူတို့လည်းပဲကိုယ်သင်ပေးလို့သူတို့လည်းအောင်မြင်လို့ဒါကြောင့်ကိုယ်အောင်မြင်နိုင်တာအဲ့လိုတွေ့ပြီးတော့ကိုယ်ကိုဂုဏ်ယူပါဟုတ်ကောမိဘတွေအနေနဲ့လည်းပဲကိုယ့်အကိုအဲ့လိုပဲငယ်ကလေးကစပြီးတော့ကိုယ်ကြိုးစားခဲ့တာတွေပညာရေးကကြိုးစားတာတွေနောက်ပြီးတော့လုပ်ငန်းခွင်မှာကိုကြိုးစားတယ်အဲ့ဒါတွေပြန်တွေးပါကောင်းတာတွေပဲပြန်တွေးကိုကြိုးစားတာတွေအောင်မြင်တာတွေအဲ့ဒါတွေတွေးအကောင်းတွေပဲတွေးပြီးတော့မုဒိတာဖြစ်ပါ
မုဒိတာဖြစ်မှာဂုဏ်ယူစရာလည်းအများကြီးရှိပါတယ်လူတိုင်းရှိဒါပေမဲ့မုဒိတာလုပ်တဲ့အကျင့်ပီတိပွားတဲ့အကျင့်မရှိတဲ့အခါကျတော့အဲ့ဒါတွေကိုဂုဏ်ယူစရာလို့မမြင်သေးဘူးဒါကြောင့်ဒီ exercise ဒီလေ့ကျင့်ခန်းတွေလုပ်ဖို့လိုအပ်တယ်ကျောင်းသားကျောင်းသူတွေဆိုင်ဝဲဖြည့်ပြီးဆိုရင်ကိုယ်လေးတွေဆိုင်ဝဲဖြည့်ရမှာဆွေရဆိုင်ဝဲဖြည့်ရမှာတချို့ဆိုရင်အခုကလေးကစားပြီးတော့ဒါမျိုးကျော်ဆိုင်ဝဲလေးတွေအသင်းဆိုင်ဝဲတွေဖြည့်နေရမှာသူတို့လည်းပဲသူတို့အောင်မြင်ခဲ့တဲ့ဟာလေးတွေကြည့်ပြီးတော့မုဒိတာဖြစ်ရအဲ့လိုပုံစံမျိုးကိုယ့်ကိုအားပေးတိုင်းတိမ်ငယ်တဲ့စိတ်သူနင်းသွားတယ်ကျောင်းသားတွေဘုံဘုံစီရောက်လာတဲ့အခါမှာရှင်ပြတပည့်တော့အရန်စိုးရိမ်စိတ်တွေများတယ်တခါကြက်ထားတဲ့စာတော့မကုန်မေ့ဘယ်လိုလုပ်ကောင်းမှာဘုံဘုံပေးတဲ့နေ့ကစာကြက်တော့မယ် revision လုပ်ရမယ်ဆိုရင်ဥပမာ10ပုတ်ကြက်မယ်ကိုတပုတ်ပဲရသေးတယ်ဆိုရင်အဲ့ဒီတပုတ်ကိုရပြီးသားတပုတ်ကိုအရင်ကြည့်ပါသူ့ကိုအနည်းဆုံး1မိနစ်2မိနစ်အချိန်ပေးပြီးတော့သူ့ကိုကြည့်ပါဒါရပြီးကြုံမသွားနဲ့သူ့ကိုကြည့်တဲ့အခါမှာကြည်ကြောင်းရဒါငါသိပြီဒါလည်းဒီကိုသိတဲ့အရာနဲ့စတာသိတဲ့အရာကိုအုံမြင့်လုပ်ပြီးတော့အပေါ်ကိုတက်အဲ့ဒီတိတိပိဒါအရာကိုကြည့်ရင်စိတ်ကအားရှိပြီးတော့တည်ငြိမ်တဲ့အခါကျတော့ရှေ့ပိုင်းကအုံနောက်ကလှုပ်လှုပ်တယ် hippocampus အဲ့ဒီအလှုပ်လှုပ်အဲ့ဒီရှေ့ကအုံနောက်လှုပ်အဲ့လိုမဟုတ်ပဲနဲ့ကိုမသိသေးတဲ့အရာကိုသွားပြီးတော့ကြည့်ရင်တော့တရားနာပိတတ်တို့ကြောက်စိတ်ပဲကြောက်စိတ်ကနေစားတာဒါလည်းမရဘူးဒါလည်းမရသေးတာပဲပဲကြည့်တော့ငါးပုတ်ရပြီငါးပုတ်မရသေးဘူးလူအများဆိုတော့မရသေးတဲ့ငါးပုတ်ပဲသွားကြည့်တယ်ဘုံဘုံကဘယ်လိုကြည့်ခံဆိုတော့ရပြီးသားငါးပုတ်တစ်ပုတ်ကို10မိနစ်အချိန်ပေးတော့ကြည့်ခေါင်းစည်းလေးကြည့်နောက်ခေါင်းစည်းအသေးလေးတွေကြည့်ဟုတ်ပုံလေးတွေကြည့်ဒါလည်းရပြီနောက်ဒုတိယတစ်ပုတ်ကြည့်ဟိုကြည့်ဒါလည်းရပြီတဲ့တော့ဒါလည်းကြည့်9မိနစ်စာအာယူတာအင်္ဂလိပ်လိုပြောတာတော့ momentum ယူတယ်လို့ပြောတယ်အဲ့လိုပုံစံမျိုးနဲ့စာချင်းဒီကလေးကသူကိုယ်သူယုံကြည်တဲ့စိတ်သူ့ကိုယ်သူပီတိဖြစ်တဲ့စိတ်နဲ့စာကြက်တဲ့ခါကျတော့စာကြက်တာအယမ်းမြန်မမိလို့အဲ့လိုမဟုတ်ပဲနဲ့မသိတဲ့အရာကိုပဲသူမဲနေပြီးတော့ကြည့်တဲ့ကြောင်းသားဆိုရင်အဲ့ဒီစာမေးပွဲအတွင်းမှာအဲ့ဒီဟာကိုမမိအောင်သူမနှဲကြတယ်ညနေဒီထိမနှဲကြအောင်လည်းပဲစောရထားပြီးတော့ကြည့်စာမေးပွဲဖြေလေးဖြေအကုန်မေ့အကုန်မေ့နောက်ပိုင်းမှာအဲ့ဒီစာတွေသုံးစရာသူဘာမှမချင်အတိဒါက stress management နဲ့ပတ်သက်တယ်စိတ်ဖြစ်စီမှုကိုင်တွယ်နည်းနဲ့ပတ်သက်တယ်တရားနာပိတ္တတို့လည်းဒီတိုင်းပဲလူကြီးတွေဥပမာဆွန်းလောင်းနေဆိုတော့ဆွန်းလောင်းဖို့လွယ်တာမှမဟုတ်တာပဲဆန်ရှားတယ်ဆန်ွယ်ရတယ်မီးတွေရှိရတယ်ချက်ပြုတ်အချိန်ပေးရတယ်အဲ့ဒီအနာမလို့စင်ဆွန်းလောင်းနေနောက်ဒီဆန်ကလည်းကိုယ့်အကိုစိုက်ပြီးတော့လောင်းတာမဟုတ်ဘူးလယ်သမားတွေစိုက်ထားတာအဲ့ဒီကနေပြီးတော့ကုန်းတယ်တွေကတခါတည်းစံကျစ်စက်နဲ့စဘာကိုစံဖြစ်အောင်လုပ်ပြီးတော့စိတ်ခွက်ထဲရောက်အောင်လုပ်တာအကိုအိမ်နီးနားမှာကိုအလွယ်တကူသွားဝင်တာအဲ့ဒါတွေကိုပြန်ပြီးတော့တွေးရင်လယ်သမားလည်းစူးစမ်းတယ်စံကျစ်စက်ကလည်းပဲစူးစမ်းတယ်တေပုတ်ဆောင်ပေးတဲ့ပုဂ္ဂိုလ်လည်းစူးစမ်းတယ်သူတို့ရဲ့လုပ်အားတွေလည်းပါတယ်ကိုယ့်ရဲ့လုပ်အားတွေအများကြီးပါတယ်အဲ့လိုတွေးရင်ဆွန်းလောင်းတာ
အများကြီးပီတိဖြစ်နိုင်တယ်တချို့ကြတော့အများကြီးလောင်းတပါးတိုင်းမကောက်ဘုံဘုံပုဂ္ဂိုလ်ဒါနမနဲ့မှာစာတင်တဲ့အချိန်အဲ့လိုထိုင်ဆွမ်းကြွားတဲ့ခါကျတော့တချို့အိမ်နေဆိုရင်အပါး40 50လို့ရှိတာနေ့တိုင်းလောင်းနေ့တိုင်းလောင်းဘုံအင်္ဂလန်မှာ PhD ရပြီးတော့ပြန်ရောက်လာတော့အဲ့စာနည်းနည်းဆုံးခိုင်းနေပြန်ပြီးတော့ရှာတယ်ကျေးဇူးတင်လို့အဲ့ဒါသူတို့ကြောင့်ဟိုဒီလူသားနာပြုနိုင်တာတွားပြန်ရှာတော့တချို့လည်းတွေ့တယ်တချို့လည်းမတွေ့ဘူးဆုံးခိုင်းတယ်ရန်ကုန်မှာလည်းဆုံးခံမှုပါတယ်ရန်ကင်းဘက်မှာဆုံးခံမှုတယ်ຫນွေတလားဆိုရင်အဲ့ဒါဝင်ဟိုအကြောင်းအားတဲ့တလားအတွင်းမှာအင်္ဂလိပ်စာလာတင်ဟိုမြောက်ကလာဘက်မှာလည်းပဲဆုံးခံမှုဆုံးခံရတယ်ဒါပြီးခဲ့တဲ့နှစ်ပေါင်း30နဲ့9နဲ့38နှစ်လောက်က39နှစ်လောက်ကဆုံးခံအဲ့တကားတွေဘုံဘုံလည်းမမှတ်မိဘူးသူတို့လည်းဘုံမမှတ်မိပါဘူးဒါပေမဲ့သူတို့ဆွန်းလောင်းတာသူတို့ရဲ့စေနာတွေအခုတည်းကခံစားရတယ်တွေးပြီးတော့ပီတိဖြစ်တယ်ဒါကြောင့်ဆွန်းလို့ရှင်နေဖြစ်တယ်တကားမှလည်းအဲ့ဒါလေးတွေးပြီးတော့ပြုဖြစ်ဒီနေ့ဒီရှေ့မှာပန်းနေထိုးတဲ့ပုဂ္ဂိုလ်တွေဝယ်စားလို့ရပို့အဲ့ဒါလေးတွေးပြီးတော့မုဒိတာဖြစ်ပါကဲဘုံဘုံတို့3မိနစ်လောက်မုဒိတာတရားထိုင်မယ်နော်မုဒိတာတရားထိုင်မယ်ကိုလှုပ်ထားတဲ့ကုသိုလ်တွေဘဝမှာကိုမိသားစုတဲ့ကိုကြိုးစားခဲ့တာတွေအဲ့ဒါတွေတွေးပြီးတော့ကိုဟာကိုမုဒိတာဖြစ်ပါကိုကကိုမြောက်ဝန်းတာဖြစ်ပါပြီးရင်ကိုရဲ့မိဘတွေဆွေမျိုးမောင်နှမတွေသူတို့ကြိုးစားတာအဲ့ဒါတွေးပြီးတော့မုဒိတာဖြစ်ပါပြီးကိုဆရာသမားတွေသူတို့ကြိုးစားတာတွေးပြီးတော့မုဒိတာဖြစ်ပါနံပါတ်4ကြတော့ကိုရဲ့မိတ်ဆွေတငယ်ချင်းတွေသူတို့ကြိုးစားတာတွေးအဲ့ဒါတွေးပြီးတော့မုဒိတာဖြစ်ပါအချိန်ရရင်2ကြိမ်လောက်လုပ်ပါ3မိနစ်လောက်တရားထိုင်ဝင်လေထွက်လေချက်ချနနာရှုဆိုင်ပါဝိဒိတာလုပ်နေတဲ့အချိန်မှာဝင်လေထွက်လေချက်ချနနာရှုဆိုင်ပါ
နေပြီပါပြီတော့မနေပြီပါဒီလိုမုဒိတာလောက်တာလွယ်လွယ်ကူကူလုပ်နေတယ်ကိုယ်မှာမုဒိတာလုပ်ဖို့အတွက်အကြောင်းတရားတွေအကုန်လုံးပြည့်စုံအကုန်လုံးပြည့်စုံတယ်အကုန်လုံးကြိုးစားတဲ့လူတွေကြီးပဲကြိုးစားကိုယ်အတိုင်းတာနဲ့ကိုယ်ကြိုးစားလူတွေကြီးဒါကြောင့်ကိုယ်အောင်မြင်မှုကိုယ်ကြိုးစားခဲ့တာတွေအဲ့ဒါတွေကိုပြန်တွေးပြီးတော့မုဒိတာခဏနာပွားပြီးပါမနဲ့အိယာနဲ့နိုးလာပြီမထသေးအဲ့ဒီချိန်မှာကိုဘဝမှာကိုအောင်မြင်တာလေးတွေတခုခုပြန်တွေးပါမုဒိတာနဲ့မျက်လုံးဖွင့်မုဒိတာနဲ့လောကကြီးကိုကြည့်ပါအလုတ်ဒီမနဲ့စားထမင်းစားပြီးအလုတ်သွားတော့မယ်ဆိုရင်အလုတ်ဒီကိုလုတ်တဲ့လုပ်ငန်းမှာကိုပါလိဆောင်ရွက်ခဲ့တယ်ဒီအလုတ်ရအောင်ကိုပါလိလုပ်တာပဲအဲ့လိုကောင်းတဲ့ဟာကိုရဲ့ပြန်ပြီးတော့မုဒိတာဖြစ်ပါအလုတ်သွားရင်လည်းပဲဘတ်စကားပေါ်မှာလုပ်ငန်းခွင်မှာကိုလုပ်ဖို့ခံမဲ့တယ်ဘယ်လိုကြိုးစားလဲဆိုတော့သူတို့လှုပ်ဆောင်ပြီးစီအောင်လှုပ်ဆောင်ခဲ့တဲ့အလုပ်တွေအဲ့လုပ်တွေအကြောင်းတွေးပါအဲ့လိုတွေးရဆိုရင်တဦးနဲ့တဦးလေးစားမှုရှိတယ်အဲ့တဦးနဲ့တဦးလေးစားတဲ့စိတ်နဲ့စကားပြောရင်သူကလေးလေးနဲ့ဆွေးနွေးလို့ရတယ်တဘောမတူညီတဲ့အကြောင်းအရာလည်းပဲဆွေးနွေးလို့ရတယ်။လေးစားတဲ့စိတ်နဲ့ဆွေးနွေးတာ哦။လေးစားတဲ့စိတ်ကမရှိဘူးလေးစားတဲ့စိတ်ကပါနေတယ်ဆိုရင်တော့စကားပြောတဲ့နေရာမှာတော်တော်တတိထားပေါက်ကွဲမှာဆိုအကြောင်းမုဒိတာလူတူနဲ့တူအစီကတ်စေမေတ္တာများစေနောက်ဆုံးမှာဒီမုဒိတာတွေပွားများလာတာကြာလာတဲ့အခါကိုယ်နဲ့အစင်မပြေတဲ့ပုဂ္ဂိုလ်ကိုယ့်ကိုအထင်လွဲတဲ့လူကိုယ့်ကိုဝေဖန်မှုတဲ့လူကိုယ့်ကိုအတင်းပြောဖူးတဲ့လူအဲ့ဒီလူတွေရဲ့ကောင်းကွက်ကိုတော့မှမြင်နိုင်တဲ့အနေထားမျိုးရောက်လာပြီးမုဒိတာဖြစ်နိုင်တဲ့အနေထားရောက်လာပြီဆိုရင်သိငယ်တဲ့စိတ်တွေအများစုပြောင်းသွားလိမ့်မယ်အရိယာမဖြစ်လို့မပြောင်းသေးတာပဲရှိအနာဂတ်မဖြစ်လို့လုံးဝအမြင့်မပြတ်တာပဲရှိမယ်သူခေါင်းတော့မထောင်တော့မုဒိတာများများလုပ်ပြီးမုဒိတာဖြစ်နေတခြားလူတွေကိုလည်းပဲအထင်ကြီးဖို့မလိုတော့သူတို့အောင်မြင်နေဆိုမုဒိတာဖြစ်လာဒါကုသိုလ်စိတ်နဲ့အထင်ကြီးတယ်ဆိုရင်သူရှိတဲ့ဟာကိုရကျင်တယ်ဆိုတော့လောဘစိတ်နဲ့အထင်ကြီးတာဖြစ်ခြင်းဖြစ်လိမ့်အကုသိုလ်စိတ်မုဒိတာသိရေးကြည့်ပါတယ်ဒါကြောင့်သိငယ်တဲ့စိတ်ကိုဆုံးမပါဆိုတာကတတိဝိဓာန်တရားနဲ့ mindfulness လို့ခေါ်တယ်အခုခေတ်မှာအဲ့ဒါလေးကိုနားလည်သိငယ်တဲ့စိတ်ကိုသိငယ်တဲ့စိတ်မှသိအောင်လုပ်သိငယ်တဲ့စိတ်ကိုသိငယ်တဲ့စိတ်မှမသိဘူးဆိုရင်ဘာနဲ့တူတော့ဆိုဘုံဘုံဓမ္မပဒတွေကစာပိုက်လေးတစ်ပိုက်ဖတ်ပြမယ်တပြေကံဆရာတော်ကြီးဘာသာပြန်ထားတယ်မြတ်စွာဘုရားဟောတဲ့ပါဠိအရင်ဖတ်ပြမယ်မာဝမိညိထာဘာပတ္တနာမန္တံအာဂမိတတိဥဒ္ဒဘိန္ဒုနိဗ္ဗာဒေနဥဒ္ဒကုံဘောဘိပုရတိဘာလောပုရတိပါပတ္တထောကံပြီးအာစီနေအတိတ်ပဲကသိငယ်တဲ့စိတ်ကိုနဲတယ်ခဏပဲဖြစ်တယ်ဆိုပြီးတော့အထင်မသေးနဲ့တစ်ဆက်ကြာလာတယ်ရေလိုပဲအိုးပြည့်သွားတယ်အလားတူပါပဲတဲ့သိငယ်တဲ့စိတ်ကိုလည်းပဲ
တင်ငယ်စိတ်ကဒီနေ့တစ်ချိန်ဒီနေ့နှစ်ချိန်အဲ့လိုဖြစ်တယ်ဆိုရင်နောက်ပိုင်းကျတော့တင်ငယ်တဲ့စိတ်ကိုယ့်ကိုအကုန်လုံးလွှမ်းသွားလိမ့်မယ် The law of little things လို့ခေါ်တယ်တင်ငယ်တဲ့အရာများရဲ့နေရာမှာလို့အဲ့ဒါလေးကိုမြန်မာလိုဒီနေတရားဖတ်ပြမယ်နော်ပါဠိနဲ့မြန်မာယောဂနေတရားဖတ်တာဆရာတော်ကြီးကိုကွန်ပျူတာအနေနဲ့ပူဇော်တဲ့အနေနဲ့လည်းပါတယ်မန္တန်များလဲမများမကြီးမား၍အ내အပါဆိုတင်ငယ်စိတ်ဆိုတဲ့အကုသိုလ်သည်နာအာဂမိတ္တိကိုဤဆိုyeအကျိုးပေးဖို့ဝန်လေးဖွယ်ကြုံအဟုံမြောက်ကရောက်လာလိမ့်မည်မဟုတ်ဣတိဤသို့အသေးအမွှားဟုမလေးမစားအေးမထားမှု၍ပါပတ္တတင်ငယ်တဲ့စိတ်အဆိုင်ရှိတဲ့ဘေးအတွေ့အတွေ့မအေးဖွယ်မှုလေးအပေပုံကြုံဖွယ်လိုက်စားအမိုက်တရားကိုမာဝမြင်ရထားနေသောငယ်သောသဘောထားလျက်တရားမှသွေအခြေဖက်ခြင်းမထေမဲ့နေမပြုပါလိမ့်နဲ့တင်ငယ်တဲ့စိတ်ကိုတင်းငယ်ဆိုပြီးတော့မထေမဲ့နေမလုပ်နဲ့ဥဒဘိန္တုနိပါဒေနာအိမ်မိုးချီလျှောက်ရေတလျှောက်မှအောက်သို့ကြလျက်တစ်ဆက်ပြီးလျင်တစ်ဆက်ပင်ဟုသက်ဝင်ရောက်ချေရေပေါက်တွေအကြများသဖြင့်ဥဒကုံဘောပိအချီနှီးပေရေမရှိသည့်ပဂတိအနေမျိုးရေအိုးကြီးပင်တော်လဲပုရတိနှခမ်းထက်သို့ရှမ်းတက်ဖြိုဝေအခြေထိကြရေပြည့်ရပါပေ၏ဘာလောကိုအပြုကံအမှုမှန်လားမမှန်လားဟုမခွဲခြားခြင်းမမြင်တတ်စွာလူပါလာသည်ထောကံပြီးအပြစ်မများမကြီးမားဖို့နေပါအောင်ကြံရွယ်အတန်းငယ်တော်လဲအာစီနံတော်အဝိဇ္ဇာကပိတ်ကမှောင်စီအနီးနီးဖြင့်စီးပူးခဲ့ယူအမျိုးများကတိုးပွားလာသည်ရှိတော်ပါပတ္တကိုဘေးကိုတန်ကိုသာခံဖို့ဖန်လာပေါင်းစုမကောင်းမှုဖြင့်ပုရတိလေလာနေမှလဲပွားလာတွေများ၍တနေ့တရွေ့သာပြည်လာရပေတော့တည်းတဲ့ဓာတုခေါ်လိုက်အချင်းချုံရမယ်ဆိုရင်ဒီနေတဲ့negative emotion တွေကိုဂရုစိုက်ပါစောင့်ရှောက်ပါတတိနဲ့ဆုံးမပါကရုဏာဆိုရင်ကရုဏာနဲ့တိုင်ကရုဏာနဲ့ဆုံးမပါမုဒိတာနဲ့တိုင်မုဒိတာနဲ့ဆုံးမပါအဲ့ဒီလိုဆုံးမတဲ့ခါကျမှဒီတင်းငယ်တဲ့စိတ်တို့သူတစ်ပါးကိုထင်သေးတဲ့စိတ်တို့မနာလိုဝန်လိုတဲ့စိတ်တို့ကြောက်တဲ့စိတ်တို့မခံကျင်တဲ့စိတ်တို့အဲ့ဒီစိတ်တွေကသူကသူပြောက်သွားမှာမဟုတ်ဘူးဆိုရင်တော့တစ်ဆက်ကြားလာတဲ့ရေပေါက်ဘာမှမရှိတဲ့အိုးကြီးကိုပြည့်ချမ်းစေတယ်လို့ပဲတစ်ဆက်တစ်ချိန်ဆိုရင်နည်းနည်းစီဖြစ်ပေါ်လာတဲ့တင်ငယ်တဲ့စိတ်ရတယ်တအိမ်လုံးကိုပေါက်ခွဲစေတတ်တယ်တရက်ခွဲလုံးကိုပေါက်ခွဲစေတတ်တယ်တမြို့လုံးကိုတနန်လုံးကိုပေါက်ခွဲစေတတ်တယ်အရှိလည်းပိုင်းမှာကြည့်မကြည်တဲ့စိတ်တွေအနောက်နိုင်ငံကိုကြည့်ပြီးတော့တင်ငယ်တဲ့စိတ်တွေဖြစ်တယ်တင်ငယ်တဲ့စိတ်တွေဖြစ်တယ်အဲ့ဒါနဲ့ပေါက်ခွဲကိုဒါကြောင့်တရားနာပိဋကများအားလုံးတတိပိဋကအခြေခံတဲ့ပြမစိုးတရားနဲ့အထူးသဖြင့်ကရုဏာမုဒိတာတရားနဲ့တင်ငယ်တဲ့စိတ်တွေကိုစောင့်ရှောက်နိုင်ပါစေကိုယ်စိတ်ကိုဆုံးမနိုင်ပါစေဆုံးမနိုင်ပြီးတော့နေစဉ်ဘဝမှာကိုယ့်ရဲ့အာသာချက်ကိုယ့်ရဲ့ကုသိုလ်ကောင်းမှုတွေကိုလည်းပဲအစဉ်ထာဝရမုဒိတာဖြစ်နိုင်ပါစေအဲ့ဒီမုဒိတာနဲ့
မိမိရဲ့ကျိုးသူတို့ဘာကျိုးတိုင်းပြည်ကျိုးဌာနတော်ကျိုးတို့ရဲ့တေဘုဆောင်ရနိုင်ကြတဲ့ပါရမီရှင်များဖြစ်ကြပါစေ这个是一个我们今天是结婚跟老外一起的，有的是要看到爸爸的，前面给大家当面给大家也关，谁也不可能给大声，是吗？